မင်္ဂလာပါရှင်မင်္ဂလာပါရှင်မင်္ဂလာပါချစ်တို့ရေမတွေ့ရတာကြာပြီစကားမပြောရတာလည်းကြာပြီနော်နေ့လေစားပါစားလဲဆိုတာပြချင်လို့ဟိုးတနေ့တော့ငါလေဟိုးတနေ့တော့ငါလေဒီလားတငယ်ချင်းတယောက်ကနေပြီးတော့မှလေလိုင်းပေါ်မှာတင်ထားတာနှုံမုံနဲ့ထမင်းစားတယ်လို့တင်ထားတာအရန်စားချင်တော့ဒီနေ့နှုံမုံနဲ့ထမင်းငငယ်ရောကလေအိမ်မှာဟင်းမရှိဘူးအမေကနှုံမုံနဲ့ထမင်းကျွေးတာအရန်ကောင်းတယ်အရန်ကောင်းတယ်လက်ဖက်တုပ်တမ်းလို့ခရမ်းချင်ဒီမရှိလို့အဲ့နဲ့နုံမုံနဲ့ထမင်းနဲ့စားလိုက်တာချစ်တို့ရရပါရန်ကောင်းအဲ့လိုနေရာမင်းပြန်စစ်ခိုင်းပါမယ်နော်ဒီပြန်စစ်ခိုင်းပါမယ်နော်အေးဟုတ်ပြီဟုတ်ပြီအဲ့လိုဥက္ကဋ္ဌနဲ့တင်လိုက်မယ်နော်ကိုမျိုးနော်